မင်္ဂလာပါဒီနေ့တော့ဆရာတို့ where are you from ပေါ့နော် where are you from အဲ့တော့မင်းကဘယ်ရလဲပေါ့အဲ့လိုတယောက်နဲ့တယောက်မိတ်ဆက်တဲ့အခါမှာဘယ်လိုမိတ်ဆက်ပြီးတော့ကိုယ်နေထိုင်တဲ့နေရာကိုဘယ်လိုပြောပြရမယ်ဆိုတဲ့အကြောင်းကိုဆရာတို့ကဒီ conversation ပေါ့နော်တယောက်နဲ့တယောက်အပြန်အလှန်ပြောဆိုတဲ့စကားလေးနဲ့လေ့လာကြမယ်ပေါ့နော်အဲ့တော့ဆရာတို့ lesson လေးကိုကြည့်ရအောင် okay အဲ့တော့ဒီမှာဆိုရင်ဆရာတို့ person A နဲ့ person B နဲ့ရှိရပေါ့နော်အဲ့တော့ဆရာတို့ကြည့်အောင် hello I am John ကျွန်တော်နာမည် John ဖြစ်ပါတယ်အဲ့မှာဆရာတို့ person B ကပြောတယ် hi John I am Ben nice to meet you အဲ့တော့ဆရာတို့တစ်ဖက်ကိုဆရာတို့ပြန်နှုတ်ဆက်လိုက်တယ် hi John ဆိုပြီးတော့ဆရာတို့အနီရောင်ပြတဲ့ညမှာကိုယ့်ရဲ့နာမည်တွေထည့်လို့ရတယ်ပြီးတော့တစ်ဖက်လူရဲ့နာမည်ဆရာတို့ထည့်လို့ရတယ်ပေါ့နော်အဲ့တော့ပြန်ပြီးနှုတ်ဆက်မယ်တွေ့ရတာဝမ်းသာပါတယ်ဆရာတို့ဘယ်လိုနှုတ်ဆက်လဲဆိုရင် nice to meet you nice to meet you အဲ့တော့တွေ့ရတာဝမ်းသာပါတယ်အဲ့တော့တစ်ဖက်ကဆရာတို့ပြန်နှုတ်ဆက်မယ် person ကိုအနေနဲ့ပြန်နှုတ်ဆက်မယ်ဆိုရင် you too အဲ့လိုမဟုတ်ဘဲနဲ့ဆရာတို့က nice to meet you too ကျွန်တော်လည်းပဲတွေ့ရတာဝမ်းသာပါတယ်ဒါဆရာတို့တယောက်နဲ့တယောက်တွေ့တဲ့အခါမှာအရင်ဆုံးနှုတ်ဆက်တာဖြစ်တယ်ပေါ့နော်ဟုတ်ပြီအဲ့တော့သူ့ကိုဘယ်ရလဲလို့မေးမယ်ကိုမေးတဲ့ကိုနှုတ်ဆက်မဲ့လူနာမည်ပေါ့နော်ဒီမှာထည့်မယ် where are you from Ben အဲ့တော့ where are you from Ben အဲ့တော့ Ben ကြီးမင်းကဘယ်ရလဲအဲ့လိုပြောလိုက်အဲ့ဆိုရင်တစ်ဖက်ကပြန်ဖြေမယ်သူပြောတဲ့သူနေတဲ့နိုင်ငံပေါ့နော် I am from Germany I am from ကျွန်တော်က from ကွက်လက်ကဖြစ်ပါတယ် I am from ဆိုကွက်လက်ကဖြစ်ပါတယ် Germany ဆိုတော့ Germany I am from Germany ကျွန်တော် Germany ကဖြစ်ပါတယ်အဲ့တော့တစ်ဖက်ကပြန်မေးမယ် Oh where in Germany where in Germany အဲ့တော့ Germany ဘယ်ကလဲလို့ဆရာတို့မေးမှာဟုတ်ပြီနော်အဲ့တော့ Germany ကတော့မှန်တယ်ဥပမာပေါ်ထားပါတော့မြန်မာနိုင်ငံမှန်တယ်မြန်မာနိုင်ငံဘယ်ကလဲဆိုရင် where in Myanmar ဒီမှာလဲလို့ပဲ where in Germany Germany ဘယ်ကလဲသူကပြန်ဖြစ်မယ် from Berlin ကျွန်တော် Berlin ကဖြစ်ပါတယ်သူ့အကြောင်းကိုဆက်မေးတယ် Are you a student here မင်းကကျောင်းသားလားဟုတ်ပါတယ်ဆိုရင် Yes I am ကျွန်တော်ကျောင်းသားဖြစ်ပါတယ် R နဲ့မေးတဲ့အတွက်ကျတော့ you are you နဲ့မေးတဲ့အတွက် I နဲ့ပြန်ဖြေရမယ်ဒါပေမဲ့သိထားမှာ I ဆိုရင် am နဲ့ပဲတွေ့ I are ဆိုတာမရှိဘူး I am ပဲရှိတယ်ဒါကြောင့်မလို့ Yes I am ကျွန်တော်ကကျောင်းသားဖြစ်ပါတယ် Are you from UK John ခင်ဗျားဘာလဲဆိုလို့ရှိရင် UK ကလားဒါကြောင့်ဒီမှာ band ဖြစ်ရမှာပေါ့နော် Are you from a UK band အဲ့တော့မင်း UK ကလား No I am not I am from India ကျွန်တော်အိန္ဒိယဖြစ်ပါတယ်အဲ့လိုလေးဆရာတို့ကဖြေလို့ရတယ်ပေါ့နော်ဒါတယောက်နဲ့တယောက်ဆို conversation ဖြေတာ okay နောက်မှဆရာတို့ structure လေးရှိကြည့်အောင်အဲ့တော့ I am plus name ကိုနာမည်ကိုနာမည်ဘယ်လိုဖြစ်ပါတယ်ထားပါတော့ I am John ကျွန်တော်နာမည် John ဖြစ်ပါတယ်ပြီးရင်ကိုနေရလိပ်စာကိုဘယ်လိုဖော်ပြနိုင်လဲဆိုရင်ပုံစံက I am from plus city မြို့နာမည်ရဲ့နောက်က country နိုင်ငံနာမည်ထည့်မယ်ဥပမာ I am from Mandalay in Myanmar ကျွန်တော် Mandalay တိုင်းမြန်မာနိုင်ငံကဖြစ်ပါတယ်ဒါမှမဟုတ် I am from Takeda in Yangon ဒါမှမဟုတ် I am from တောင်ကြီး in Myanmar ကျွန်တော်မြန်မာနိုင်ငံတောင်ကြီးကဖြစ်ပါတယ် okay ဒါတွေကဆရာတို့စကားပြော speaking ပြောတဲ့အခါမှာအသုံးဝင် pattern တွေဖြစ်ပါတယ် okay အဲ့တော့ဆရာတို့နောက်သင်ခန်းစာမှာ